ဘယင်ရဲ့ရှေ့မှာဆူတောင်းလို့ရှိရင်ဆူတောင်းပြည့်ရတဲ့ညာတော့အဖြစ်အလောက်ကင်နဲ့ပတ်သက်ပြီးတော့ဆူလာတောင်းကြတယ်အဲ့ဒီဈေးဆိုင်လေးကနေပြီးတော့ဒီလိုမျိုးလူကိုအတွက်ကိုဝယ်လာပေးကြရပေါ့နော်ဝယ်လာပြီးတော့ဒီမှာဆူတောင်းကြတယ်ကိုကဆူတောင်းတဲ့အခါမှာကိုဖြစ်ချင်တာကိုဆူတောင်းပြီးတော့မှတခုခုနဲ့ပြန်ပြီးတော့ပူဇော်မယ်ပြန်ပြီးလာမယ်ဆိုပြီးတော့ဆူတောင်းရမှာပေါ့နော်အခုကျွန်တော်တငယ်ချင်းဆိုရင်ဒီမှာသူက17ရက်နေ့အလုတ်ရှောက်မှာအဲ့ဒီအလုတ်ကိုအောင်ပါစေဆိုရက်ဆူတောင်းပြီးလို့ရှိရင်သူကဒီအဝိုင်းကို55ပဲပတ်မယ်ဆိုပြီးတော့ဆူတောင်းတာပေါ့နော်ဆူတောင်းလို့ရှိရင်ဂတိနဲ့ပါဆူတောင်းရမှာပေါ့နော်အဲ့တော့ကျွန်တော်လည်းဆူတောင်းပြရင်တော့နောက်တစ်ခါဥတုံဌာနီကိုပြန်လာပြီးတော့ဂတိလောက်ရမှာပေါ့နော်ထိုင်းမှာအများစုကအဲ့လိုမျိုးတွေလောက်ကြတယ်ကျွန်တော်လည်းရောက်လက်စားနဲ့မထူးဘူးဆိုပြီးတော့ဆူတောင်းခဲ့တယ်ပေါ့နော်ဆူတောင်းတဲ့အခါမှာလည်းယုံကြည်နဲ့ကိုအတိတ်ထံပြုပြီးတော့ဆူတောင်းခဲ့တာပါပြည့်တာမပြည့်တာနောက်ကန်တာပေါ့နော်အဲ့တော့သူများတွေနီးတူကျွန်တော်လည်းဆူတောင်းပြည့်တဲ့အခါကျရင်ဒီအဝိုင်းဘက်ကိုလာပြီးတော့ပတ်ပြီးတော့ပူဇော်ပါမယ်ဆိုပြီးတော့ဆူတောင်းခဲ့ရပါတော့55ကနဲ့မသိဘူးကျွန်တော်လည်း55ကပဲပတ်ရတယ်ထင်ပြီးတော့သူများဆူတောင်းတဲ့အတိုင်းလိုက်ဆူတောင်းခဲ့အဲ့လို Today you came here for what? For not for make a wish, but I make the permit. Yeah, when I succeed about my permit, I will come back to run around it 55 round, like that guy. I like the guy, yes. The guy is success guy. Yeah. Younger brother of Ramana and Rama 5. Five? Yeah. Younger brother of Rama 5? Yeah. So most of them came here and to make a wish, right? ဒီရုပ်ထုကတော့မြို့လေကောင်မှာရှိရပါတော့ဥဒုံဌာနီရဲ့မြို့လေကောင်မှာရှိရဒီရုပ်ထုက Rama 5ဘယင် Rama 5ရဲ့ညီငယ်တဲ့အဲ့တော့တကယ်စူတောင်းပြည့်တဲ့အခါကျရင်ပြန်လာပြီးတော့ဇော်အောင်မှာပေါ့နော်ဒီလိုမျိုးပတ်ပြီးတော့တချို့ကျရင်ဟိုမှာအခါ100ပတ်ပါမယ်ဆိုပြီးစူတောင်းတယ်တချို့ကျအခါ50သူကတော့အခါ55အခါတဲ့ကျွန်တော်လည်း55ကနဲ့ဆူတောင်းခဲ့မသိဘူး55ကလို့ထင်တာအစတော့ဟုတ်သူကသူ့ရဲ့ lucky number ဆိုပြီးတော့အဲ့လိုမျိုးပေါ့နော်အခုအမပတ်နေကြတာတွေ့လားဆူတောင်းပြေသွားလို့ပေါ့နော်ကဲနောက်တနေရာကိုဆူတောင်းဖို့သွားလိုက်အောင်မယ်ဒီမှာကဆူတောင်းလို့ရှိရင်ဆူတောင်းပြေလို့ရှိရင်အဲ့လိုမျိုးကြွက်ကလေးတွေလှူရပါပေါ့နော်ကြွက်ကလေးတွေလှူပါမယ်ဆိုပြီးတော့ဆူတောင်းကြရတယ်တဲ့ဆူတောင်းပြေလို့လာပြီးတော့ကြွက်ကလေးတွေလာလှူထားကြတာဒီမှာဆူတောင်းတာကျတော့ဒီရဲ့အရှင်ကပေါ့နော်အရှင်သခင်ကသူကအရှင်သခင်ရဲ့ assistant လို့ပြောရမှာပေါ့လက်ထောက်ကြွက်ကလက်ထောက်တဲ့သူကမှတာဝန်ယူရပါပေါ့နော်တချို့အရာတွေကိုသူ့မှာတာဝန်ဝတ္တရားတွေအများများတော့သူ့မှာလက်တွေလည်းအများများတော့သူ့မှာလှုပ်ရှားရအများများတယ်ပေါ့နော်အများများတော့သူ့ရဲ့လက်ထောက် assistant ကိုဒီကြွက်ကလေးတွေကိုပြန်ခိုင်းရပါပေါ့နော်ဒါကြောင့်လာပြီးတော့ဆူတောင်းတဲ့သူတွေကဆူတောင်းပြီးလို့ရှိရင်ဒီကြွက်ကလေးတွေနဲ့ပြန်ပြီးတော့ပူဇော်ပါမယ်ဆိုပြီးတော့ဆူတောင်းကြရဗျာအဲ့ဒါနဲ့ဒါဆူတောင်းပြီးလို့ပြန်ပြီးတော့ပူဇော်ထားကြတာဖြစ်ဒီမှာအများကြီးဆူတောင်းပြီးလို့ရှိရင်လည်းကြွက်ကလေးတွေကိုတူတူလေးတွေဂတိသစ္စာပြောခဲ့ရသေးရဲ့တဲ့ဆိုလို့ပြောခဲ့ရသေးရဲ့ဗျာ